စိတ်ကြီးတွေလွှမ်းမိုးထားဆဲ Febro War 11 စကားတင်စီရင်အားလုံးပဲမင်္ဂလာပါများ Red Button တွေကတင်ဆက်နေပါတယ်ဘောလုံးလောကမှာအကောင်းဆုံးကစားမလို့မေးလာခဲ့ရင်တော့အားလုံးရဲ့ဖြေကတော့ရိုနယ်ယိုနဲ့မက်ဆီပါပဲခရစ္စတီယာနိုရိုနယ်ယိုနဲ့လီယိုနယ်မက်ဆီတို့ကဘောလုံးလောကရဲ့စီးပေါင်တွေကိုကြော်ဖြတ်ရင်းနဲ့အကောင်းဆုံးကန်ရွယ်ကြီးတွေဖြစ်သူတို့ရဲ့ခေတ်ကိုထူထောင်ခဲ့ကြပါတယ်နှစ်ယောက်ပေါင်းဘလွန်ဒီယော73ကြိမ်တောင်ရရှိခဲ့တယ်ဆိုတော့စူပယ်ပွဲတိုင်းရဲ့စကားတင်စီရင်တိုင်းမှာဒီနှစ်ယောက်ကပွဲတိုင်းကြော်ဖြစ်ခဲ့တယ်ဆိုတာကလည်းအားလုံးမှတ်မိနေကြပါဦးမယ်အခုဆိုရင်စိတ်ကြီးနှစ်ယောက်ကလည်းအသက်အရွယ်ရလာကြပြီမို့ရောဘကိုစွန့်ခွာရင်းနဲ့လီးတစ်တွေမှာအတီးတီးအောင်မြင်မှုတွေဆက်လက်ရှာဖွေနေကြပါတယ်။စိတ်ကြီးကစားရဲဆိုတာကအပျော်ရမ်းမဟုတ်ဘဲနဲ့တင်းကိုတွေစံရင်တစ်တွေပွဲတိုင်းရှာဖွေနေကြပြီးတော့ကလပ်အသင်းမာတွေမဟုတ်ဘဲနဲ့နိုင်ငံအသင်းမာပါခြေစွမ်းပြနေကြသေးတာကြောင့်လက်ရှိကမ္ဘာအကောင်းဆုံးတွေအကြောင်းပြောကြရင်စိတ်ကြီးတွေကိုချန်ခဲလို့မရနိုင်ပါဘူး။လီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့ကအသက်အရွယ်ဓာတ်ဆီချက်တွေကိုကျော်လွန်ပြီးတော့2025 February 11ရဲ့ကစားမ26ယောက်ပါဝင်တဲ့စကားတင်စီးမှာပါဝင်နေကြတော့ဖြစ်ပါတယ်။စိတ်ကြီးတို့နှစ်ယောက်ကပြီးခဲ့တဲ့2024-25ဘောလုံးရာသီတွင်သူတို့ရဲ့အမကန်စွမ်းဆောင်ရည်တွေကြောင့်ဒီစီးမှာပါဝင်လာကြတာဖြစ်ပြီးအခြားထိပ်တန်းကစားမတွေကလည်းလူစုံတက်ဆုံပါဝင်လာကြပါတယ်။ဒီတော့စိတ်ကြီးနှစ်ယောက်ကြားမှာမပြီးဆုံးသေးတဲ့ပြိုင်ပွဲတစ်ခုကိုနောက်ထပ်စူပယ်ပွဲတစ်ခုမှာထပ်ပြီးမြင်တွေ့ကြရအောင်ပါ။အင်တာမန်မီတိုင်းစင်မိုလီယိုနယ်မက်ဆီက February 11 စီးရင်မှာ12ကြိမ်တိတိရွေးချယ်ခံရပူပြီးတော့ကမ္ဘာပါဝင်မှုအများဆုံးကစားမစံချိန်ကိုတင်နိုင်ခဲ့ပါတယ်။ဒုတိယအများဆုံးကတော့ NSA တိုင်းစင်မိုရိုနေတို့ဖြစ်ပြီးတော့15ကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။ဆယ်စုနှစ်တစ်ခုကြော်ကြာနေတဲ့ဒီစီးမှာစကားတင်ပါဝင်နေသေးတယ်ဆိုတော့စိတ်ကြီးတို့ရဲ့အကောင်းဆုံးပုံစံကိုအချိန်ကြာကြီးထိန်းသိမ်းထားနိုင်ခဲ့တဲ့စွမ်းရည်ကိုချီးကျူးစရာမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ဒီနေ့ဆိုရင်တော့မက်ဆီကအသက်38နှစ်ရှိနေပြီဖြစ်ပြီးတော့ရိုနယ်ဒိုကတော့မကြာခင်40နှစ်ပြည့်တော့မှာမလို့ဒီရွယ်မှာဒီလိုစွမ်းဆောင်ပြနေတာကအရန်ကိုအံ့ဩဖို့ကောင်းလွန်နေပါတယ်။ဒီနေ့အတွက် February 11အတွက်2024ဇူလိုင်15ကနေ2025ဩဂုတ်လ3ရက်နေ့အတွင်းပွဲစဉ်တွေကအကောင်းဆုံးအတောက်ပဆုံးကစားမတွေကိုစကားတင်ဖြစ်ရွေးချယ်ထားတာဖြစ်ပါတယ်။မက်ဆီကအာဂျင်တီးနားနဲ့အင်တာမန်မီအတွက်အမကန်စွမ်းဆောင်ရည်တွေကိုလှုပ်ပြခဲ့လို့စကားတင်စီးမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။မက်ဆီကမက်လာမာတုန်းကအာဂျင်တီးနားကိုကမ္ဘာလားခြေစစ်ပွဲအောင်မြင်အောင်ဦးဆောင်ပေးနိုင်ခဲ့တဲ့ပြင်ပြီးခဲ့တဲ့မေဂျာလိပုံမှန်ရာသီမှာလည်း28ပွဲပါဝင်ကစားထားရမှာ29ဂိုးသွင်းယူခဲ့ပြီးတော့2025မေဂျာလိရှေ့ပနက်စုကိုလည်းရရှိထားပါတယ်။ရိုနယ်ဒိုကတော့2024-25ဘောလုံးရာသီတွင် NSA နဲ့40ပွဲပါဝင်ကစားထားရမှာ35ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်ရိုနယ်ဒိုကဒီရာသီ10ပွဲကစားထားရမှာလည်း9ဂိုးသွင်းယူထားပါသေးတယ်။ရိုနယ်ဒိုကပေါ်တူဂီအတွက်လည်းရဲတောက်ဆွမ်းဆောင်ပေးနေရင်နိုမာ73မှာကစားရမယ့်အိုင်လန်နဲ့ပွဲကိုအနိုင်ရခဲ့မယ်ဆိုရင် play-off ကန်တရားမလိုဘဲနဲ့နောက်ဆင်တက်နိုင်တော့မှလည်းဖြစ်ပါတယ်။ UEFA ရဲ့ Men's Team of the Year ကိုပရိသတ်တွေကဗိုလ်တင်စနစ်နဲ့ရွေးချယ်ကြတာဆိုပေမဲ့ February 11ကတော့ professional ဘောလုံးသမားတွေကမဲပေးရွေးချယ်ကြတာဖြစ်ပါတယ်။အရင်နှစ်တွေတုန်းကဒီစီးမှာပါဘူးရင်တော့ဒီနှစ်မှာဗိုလ်တင်တွေအများဆုံးရရှိကြပါတယ်။ကစားမတွေကဒီစကားတင်စီးမှာပါဝင်ခြင်းနဲ့ဆိုရင်တမတ်ကာလအတွင်းအနည်းဆုံးပွဲပေါင်း30တော့ကစားထားဖို့လိုအပ်ပါတယ်။စကားတင်အတွက်ကိုသမား3ယောက်ခံစစ်မှု9ယောက်ကွင်းလယ်10ယောက်တိုက်စစ်မှု10ယောက်စုစုပေါင်း26ယောက်ကိုရွေးချယ်ထားပါတယ်။ဗိုလ်တင်အများဆုံးရရှိတဲ့ကိုသမား1ယောက်ခံစစ်မှု3ယောက်ကွင်းလယ်3ယောက်တိုက်စစ်မှု3ယောက်စားတဲ့ကစားမတွေက final 7ယောက်စီးရင်မှာပါဝင်မှာဖြစ်ပြီးတော့ကျန်တဲ့နေရာတနေရာကိုတော့အများဆုံးရရှိတဲ့ကစားမကရရှိသွားမှာဖြစ်ပါတယ်။ဒီစကားတင်စီးရင်မှာဘလွန်ဒီယောရရှိထားတဲ့ဒန်ဘီလီလူငယ်ကျယ်ပွင့်လေးလက်မန်းရမယ်နဲ့ဥရောပထိပ်တန်းအသင်းကြီးတွေကအောင်မြင်မှုရရှိထားကြတဲ့ထိပ်တန်းကစားမတွေပါဝင်ကြပါတယ်။ဘယ်သူတွေက February 11မှာပါဝင်ကြမလဲဆိုတာနိုဝင်ဘာ3ရက်နေ့ကျရင်တော့သိရတော့မှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။